baby တော့ရှာပြီးမစားရတဲ့အဖေနဲ့ပြောတဲ့နဲ့စကားတဲ့ဘာခက်ကလေးနဲ့ပြီးတော့မအိတ်သေးဘူးလားတဲ့အမေမြင်နေတဲ့တဲ့ချင်တိုင်းရောက်ခဲ့ရလင်းခဲ့ရမ်းပြီးစဉ်းစားတိုင်းငုံမိပါတယ်အိမ်ပြန်ခွင့်ရခဲ့တော့အမေကြီးတဲ့အချီကကျွန်တော်ဟာမှုတို့အရွယ်ကကလေးငယ်တော့အခက်ခဲများကျွန်တော်ကြောင်းတိုင်းလေးအမြန်ပြန်ချင်တဲ့ဒီစေဒီရောက်တဲ့အနေတိုင်းမှာအတွေ့အများတဲ့လမ်းရှာလို့ပြန်များလို့တဲ့အတိတ်ကိုလမ်းမီလို့ပြန်လမ်းမီလို့ဒီရောက်တဲ့ဝန်နေတိုင်းမှာစိတ်ကူးများတဲ့လမ်းရှာလို့ပြန်များလို့တဲ့အတိတ်ကိုလမ်းမီလို့ပြန်လမ်းမီလို့အတွန်းတိုင်းရတဲ့လူသားကဘာအကြီးမှာအနေတိုင်းမှာအတွေ့အများတဲ့လမ်းရှာလို့ပြန်များတော့တဲ့အတိတ်ကိုလမ်းမီလို့ပြန်လမ်းမီလို့ဒီရောက်တဲ့ဝန်နေတိုင်းမှာစိတ်ကူးများတဲ့လမ်းရှာလို့ပြန်များတော့တဲ့အတိတ်ကိုလမ်းမီလို့ပြန်လမ်းမီလို့ငါဝန်နေလို့အတော့တိုင်းများတဲ့လူသားကဘာအကြီးမှာခဲမြကျွန်တော်ကြောင်းတိုင်းလေအမြန်ပြန်တင်နေဒီစိတ်အိမ်မမတဲ့ညတိုင်းလေဒီကဘာမှလုံးချုံဆောင်ကျွန်တော်ရဲ့